ပြီးတော့မယ်အပိုင်းကတော့ဒီ 3D warehouse ကနေပြီးတော့မှsketchup တွေကိုဒီ component တွေကို 3D warehouse ဒီ website ကနေဘယ်လိုမျိုး download ဆွဲပြီးတော့ input ထည့်လို့ရမယ်ဆိုတဲ့နည်းလမ်းလေးကိုပြောပြပေးသွားမှာပေါ့နော်အဲ့တော့အရင်ဆုံးအနေနဲ့သူကဒီ Chrome နဲ့ကိုတစ်ချက်သွားပြီးတော့သူရဲ့ search bar မှာတဲ့ 3D warehouse ဆိုပြီးတော့သူကရိုက်ရှာလိုက်တယ်အဲ့တော့ 3D warehouse လို့ရိုက်ရှာလိုက်တဲ့အခါမှာဒီလိုမျိုး 3D warehouse ကြာလာရင်သူရဲ့ဒီအပေါ်ဆုံးမှာရှိတဲ့ 3D warehouse ကိုတစ်ချက်နှိပ်တယ်အဲ့တော့ဒီ 3D warehouse website ကနေ component တွေကို download လုပ်မယ်ဆိုရင်တော့တဲ့သူကဒီအပေါ်မှာရှိတဲ့ sign in လေးအရင်လုပ်ပေးရတယ်ပေါ့နော် sign in create account ဆိုတာလေးကိုတစ်ချက်နှိပ်ပေးရတယ်ဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင်သူကကိုယ့်ရဲ့ Google Chrome account နဲ့ join မယ်ဆိုရင် Continue with Google ကိုနှိပ်ပေးမယ်တကယ်လို့ MacBook တွေပါသုံးတဲ့သူဆိုရင် Continue with Apple တို့နောက် Microsoft account တွေပါနဲ့ join ချင်လည်းရတယ်ပေါ့နော်အဲ့တော့ဒီထဲကနေမှ Continue with Google ကိုတစ်ချက်နှိပ်ပေးလိုက်တယ်ဒီမှာမှသူကကိုယ့်ရဲ့ Chrome account တစ်ခုကိုရွေးပေးလိုက်ပေါ့နော်ဒါဆိုအဲ့လိုမျိုးရွေးလိုက်ပြီးသွားပြီဆိုတာနဲ့သူကဒီမှာ account ဝင်ပြီးသွားပြီဆိုရင်ဒီ website ထဲမှာရှိတဲ့ component မှန်သမျှအကုန်လုံးကို download ဆွဲပြီးတော့ယူသုံးရုံပဲပေါ့နော်အဲ့တော့ဒီ 3D warehouse ကကြတော့သူကဒီ SketchUp software တစ်ခုရဲ့အတွက်ပဲဒါတည်တံ့သုံးလို့ရတဲ့ဒီ website ပေါ့နော်အဲ့အတွက်ကြောင့်သူထဲမှာရှိတဲ့ object တွေတော်တော်များများကကြတော့အားလုံးနီးပါးကိုသူကဒီ free ပေးသုံးထားတာများတယ်ပေါ့နော်အဲ့တော့ search for content မှာကိုလိုချင်တဲ့ object လေးဒီတစ်ခုကိုရိုက်ရှာလိုက်ပေါ့နော်component လေးတစ်ခုရိုက်ရှာလိုက်တယ်ပြီးသွားလို့ရှိရင်သူ့ရဲ့ဒီဘက်ဘေးနားမှာရှိတဲ့ search bar လေးတစ်ချက်နှိပ်လိုက်တယ်ဆိုတာနဲ့သူ့ရဲ့ဒါ 3D warehouse တွေကနေဒါ background လို့ရိုက်ရှာလိုက်တယ်ဆိုရင် background နဲ့ပတ်သက်တဲ့သူက component တွေကြာလာဒီရဲကနေပြီးတော့မှကိုလိုချင်တဲ့ component လေးကို download ဆွဲမယ်ဆိုရင်ဒါလေးကိုတစ်ချက်နှိပ်ပြီးတော့သူ့ရဲ့ဒီအောက်မှာရှိတဲ့ download button လေးယူလိုက်တယ်အဲ့ဒီထဲကနေမှ SketchUp file ကိုသူကနှိပ်ပေးလိုက်တယ်ဒါဆိုရင်တော့သူကဒီမှာအဲ့ဒီ component လေးကိုသူကဒီအပေါ်မှာ download ဆွဲသွားတယ်ပေါ့နော်ဒါဆိုရင် तू က download ဆွဲပြီးသွားပြီဆိုလို့ရှိရင်အဲ့ download ဆွဲထားတဲ့ component လေးကိုဒီ sketchup ထဲကို तू ကခေါ်သုံးချင်တယ်ဆိုရင်ဘယ်တွေကသွားရလဲဆိုတော့ file ထဲကနေပြီးတော့မှ import file ထဲကနေ import တစ်ချက်နှိပ်လိုက်တယ်ပြီးရနဲ့ तू ကဒီ import ဆိုတဲ့ box လေးကြာလာရင် download ထဲသွားပြီးတော့သူ့ရဲ့ဒီမှာစောစောက download ဆွဲထားတဲ့ component file လေးကိုရွေးလိုက်ပြီးတော့ import လေးတစ်ချက်နှိပ်ပေးလိုက်ရပြီပေါ့နော်နော်ဒါဆိုအဲ့လိုလေးနှိပ်လိုက်တယ်ဆိုတာနဲ့ဒါ input နှိပ်လိုက်တာနဲ့သူ့ရဲ့ component လေးကဒီ sketchup ထဲမှာဒါယူသုံးသွားလို့ရတယ်ပေါ့နော်ဒါကတော့ဒီ 3D warehouse website ကနေဒါ sketchup ထဲကို component လေးတွေဒါထည့်တဲ့ယူသုံးလို့ရတဲ့နည်းလမ်းလေးပေါ့နော်